ဘဝမှာတချို့လူတွေကကိုယ့်ကိုအောက်ကျအောင်ရပ်တန့်သွားအောင်လှုပ်ချင်တတ်ကြပါတယ်ဒီလိုကြုံနေရသူတွေအတွက်ခွန်အားဖြစ်စေမဲ့အတွေးလေးတစ်ခုမျှဝေပေးခြင်းပါတယ်သူတို့ကိုယ့်ကိုနှိမ်ကျင်တဲ့အခါဘယ်လိုပြန်ရင်ဆိုင်ရမလဲဆိုတဲ့အကြောင်းပါသူတို့ကကိုယ့်ကိုမိရှို့ခြင်းရင်ရေဖြစ်လိုက်ပါမီးဆိုတာရေကိုဘယ်တော့မှမလောင်ကျွမ်းစေနိုင်ပါဘူးတစုံတစ်ယောက်ကကိုယ့်ကိုဒေါသမီးနဲ့ထိုးနှက်လာရင်ကိုကလည်းမီးနဲ့ပြန်တိုက်ရင်နှစ်ဦးစလုံးလောင်ကျွမ်းကုန်ပါတယ်ဒါပေမဲ့ကိုကရေလိုအေးဆေးတည်ငြိမ်စွာတုံ့ပြန်ရင်သူတို့ရဲ့ဒေါသမီးကကိုကိုဘာမှမလုပ်နိုင်ပဲအလိုလိုငြိမ်းသွားပါလိမ့်မယ်တည်ငြိမ်မှုဆိုတာအားနည်းမှုမဟုတ်ပါဘူးတကယ်ခွန်အားပါသူတို့ကကိုကိုမြေမြုပ်ချင်ရင်မျိုးစေ့ဖြစ်လိုက်ပါတစုံတစ်ယောက်ကကိုကိုမြေအောက်ကိုနှိမ်ချဖုံးကွယ်ပစ်ဖို့ကြိုးစားတဲ့အခါအဲ့ဒါကိုအဆုံးသတ်လို့ထင်ကောင်းထင်နိုင်ပါတယ်ဒါပေမဲ့မျိုးစေ့တစ်စိကိုမြေအောက်မြုပ်လိုက်တဲ့အခါအဲ့ဒါတည်ဆုံသွားတာမဟုတ်ပဲအမြင့်ဆွဲပြီးတနေ့မြေပေါ်ကိုအပင်တပင်အဖြစ်ထိုးထွက်လာပါတယ်ဆိုလိုတာကကိုကိုနှိမ်ချဖို့ကြိုးစားတဲ့အရာကတခါတလေကိုကိုပိုကြီးထွားပိုခိုင်မာအောင်လုပ်ပေးလိုက်တာဖြစ်တတ်ပါတယ်အခက်ခဲဆိုတဲ့မြေစီလွာကကိုကိုကြီးထွားဖို့အာဟာရဖြစ်လာနိုင်ပါတယ်သူတို့ကကိုကိုရက်တန့်သွားစေချင်ရင်အတွင်းစိတ်ရဲ့ခွန်အားကိုနှိုးဆွပြီးဘယ်သူမှမတားဆီးနိုင်တဲ့သူဖြစ်လာပါလူတိုင်းရဲ့အတွင်းမှာခွန်အားတစ်ခုရှိပါတယ်တစုံတစ်ယောက်ကကိုကိုရက်တန့်သွားစေချင်တဲ့အခါအဲ့ဒါကကိုအတွင်းကခွန်အားကိုနှိုးဆွပေးလိုက်တဲ့မိစားဖြစ်သွားနိုင်ပါတယ်တချို့လူတွေကကိုကိုမင်းမလုပ်နိုင်ဘူးလို့ပြောတဲ့အခါအဲ့ဒီစကားကကိုကိုပိုစူးစမ်းခြင်းစိတ်ဖြစ်စေပြီးဘယ်သူမှမတားဆီးနိုင်တဲ့တတိကိုပေးလိုက်တတ်ပါတယ်ဒီအတွေးသုံးခုရဲ့အနှစ်ချုပ်ကတခုတည်းပါတခြားသူတွေကကိုကိုနှိမ်ချဖျက်ဆီးဖို့ကြိုးစားတဲ့အခါအဲ့ဒါကိုကိုပိုခိုင်မာအောင်လုပ်ပေးမဲ့အခွင့်အရေးဖြစ်ပြောင်းလဲယူတတ်ဖို့ပါရေလိုတည်ငြိမ်ပါမျိုးစေ့လိုကြီးထွားပါအတွင်းကခွန်အားနဲ့ဘယ်သူမှမတားဆီးနိုင်တဲ့သူဖြစ်ပါကိုကိုနှိမ်ချခြင်းတဲ့သူတွေကတကယ်တော့ကိုကိုပိုကြီးထွားဖို့အခွင့်အရေးပေးနေတာဖြစ်နိုင်တယ်ဆိုတာမမေ့ပါနဲ့